ကျေးဇူးစွာဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီနေ့ကျွန်တော်တို့ယုံကြည်သူတယောက်အနေနဲ့ငွေကြေးတိုးပွားခြင်းဒါပေမဲ့ငွေကြေးဘာကြောင့်မတိုးပွားတာလဲဆိုတဲ့အကြောင်းရင်းတစ်ခုကိုဒီနေ့ဝင်သွားခြင်းတယ်ဒါကြောင့်မလို့ဒီဗီဒီယိုလေးကိုချစ်တော်ညီကိုမောင်နှမအနေနဲ့ကြည့်ပြဖို့အတွက်ခေါ်ခြင်းတယ်အစွန်ထိကျွန်တော်တို့ကြည့်သွားပြဖို့တောင်းဆိုခြင်းတယ်။ဘာကြောင့်လဲဆိုတော့ဒီအကြောင်းအရာအခုဝင်ငှမဲ့အကြောင်းအရာအဲ့ဒီအရာကိုညီကိုအနေနဲ့မလုပ်သေးဘူးဆိုရင်တော့ဒီအရာတွေအားဖြင့်တဲ့ငွေကြီးကိုတိုးပွားအောင်တင်ဆော့လို့ရအောင်မဟုတ်ဘူး။ဒါကြောင့်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်စေချင်တာဖြစ်ပါတယ်။အဲ့တော့အဲ့ဒီအရာကကျွန်တော်တို့မလခိအခန်းကြီး3အငယ်ရှိကန်စပြီးတော့ကျွန်တော်တို့တစ်ဆက်ထဲမှာကြည့်မယ်ဆိုရင်ဖယားသခင်နှုတ်ကပတ်တော်တမန်ကျမ်းစာမှာစေဖို့တပုတ်ကိုတဲ့ဖယားသခင်ကိုပေးရမယ်လို့တမန်ကျမ်းစာကလာပါတယ်အဲ့တော့ဒီခုဒီဗီဒီယိုကိုကြည့်နေတဲ့ကျွန်တော်တို့ညီကိုမောင်နှမတွေအနေနဲ့ကိုယ့်ရဲ့အတ္တတာထဲမှာဖယားသခင်ပြောတဲ့ဒီနှုတ်ပတ်တော်ကိုနာခံလက်လျှော့ပြီလားလက်မလျှော့သေးဘူးလားဆိုတော့ကျွန်တော်တို့ဒီနေ့ဆင်ခြင်မှုဖြစ်ပါတယ်အာမင်အဲ့တော့ညီကိုမောင်မရနဲ့ဒီအရာတွေကိုကျွန်တော်တို့မလို့ဆောင်သေးဘူးဆိုတော့ကစေဖို့တပုတ်ကိုကျွန်တော်တို့ပုံမှာမထည့်သေးဘူးသို့မဟုတ်တစ်ခါတလေထည့်တယ်တစ်ခါတလေမထည့်ဘူးပြတ်ခွနေတယ်ဆိုရင်ကျွန်တော်တို့ငွေကြေးချမ်းသာကြွယ်ဝမှုအတွက်ကျွန်တော်တို့ foundation အခြေခံအုတ်မြစ်ကကျွန်တော်တို့ချလို့မရသေးပါဘူးဒါကြောင့်မလို့ကျွန်တော်တို့ညီကိုမောင်မတွေအနေနဲ့နော်ချစ်တော်ဓမ္မမစ်ဆွေယုံကြည်သူအနေနဲ့ဒီ foundation ကိုအရင်အဆုံးချစေချင်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အသက်တာမှာယခုချင်းကောင်းခြင်းမင်္ဂလာကျွန်တော်တို့မခံစားရလားဆိုတော့အနေနဲ့အများကျွန်တော်တို့အမြဲတမ်းခံစားနေတာဖြစ်တယ်အာမင်ဒါပေမဲ့ဒီစေဖို့ဘုမှာကျွန်တော်တို့ကလုံး100ရာခိုင်နှုန်းမှာ100ရာခိုင်နှုန်းကိုကျွန်တော်တို့နာခံပြီးတော့လက်မလျှောက်သေးဘူးဆိုရင်တော့ကျွန်တော်တို့ရဲ့ငွေကလက်ထဲမှာအမြဲတမ်းမြဲနေမှာမဟုတ်ဘူးအဲ့တော့ကောင်းခြင်းမင်္ဂလာမခံစားရဘူးလားဆိုတော့ကောင်းခြင်းမင်္ဂလာတော့ခံစားတယ်ဒါပေမဲ့ငွေကလက်ထဲမှာမမြဲဘူး9သိန်းဝင်ဒီ9သိန်းကခဏလေးနဲ့ကျွန်တော်တို့ဖြစ်သွားတယ်10သိန်းဝင်တယ်သိန်း100ဝင်တယ်သူအနည်းအမြလက်ဒါပေမဲ့လက်ထဲမှာမမြဲဘူးကျွန်တော်တို့အမြဲတမ်းဒုက္ခနဲ့ကြုံတွေ့နေတယ်ဆိုရင်ဒီအရာတစ်ခုကတင်လက်လျှော့ဖို့လိုနေပြီဆိုတော့ဒီနေ့ဒီဗီဒီယိုလေးမှာပြောချင်တာဖြစ်တယ်အဲ့တော့ချစ်တော်ညီကိုမောင်နှမတွေနဲ့ကျွန်တော်တို့ငွေကြေးမှာရှစ်ဆက်ပြီးတော့အတ္တတာမှာဘဝမှာတည်ဆော့သွားခြင်းနဲ့ဒီထက်မကကြီးမားသောတာ၍များသောငွေကြေးလမ်းကိုကျွန်တော်တို့တည်ဆော့ခြင်းနဲ့ဆိုရင်ပထမအဆုံး foundation အခြေခံအုတ်မြစ်အနေနဲ့ကျွန်တော်တို့စေဖို့ဘို့ကိုချရမှာဖြစ်တယ်စေဖို့တပုတ်မှာမမှန်သေးသည်ကျွန်တော်တို့တော့ငွေကြေးရဲ့အတွက်တိုးပွားအောင်ကျွန်တော်တို့ဒီဆော်လို့မရသေးဘူးဒီဆော်လို့ရအောင်မဟုတ်ဘူးဆိုတော့ဒီနေ့ဝင်ငါချင်တယ်ဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ဘုရားသခင်ရဲ့ကောင်းခြင်းမင်္ဂလာတာ၍ခံစားတော့အသက်တာဖြစ်ဖို့တော့ကျွန်တော်နှုတ်ကပတ်တော်အားဖြင့်နှုတ်ကပတ်တော်နဲ့အညီကျွန်တော်အသက်ရှင်ပြီးတော့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်အသက်တာမှာငွေကြေးကိုတိုးပွားအောင်ဒီဆော်လို့ရမှာဖြစ်တယ်ဆိုတော့ကိုနဲ့တုံးခွာပေးချင်တာဖြစ်တယ်ကျွန်တော်သူရောက်စတိုင်းအတွက်လည်းဒီနှုတ်ကပတ်တော်ဟာဒီဗီဒီယိုလေးအားဖြင့်ခွန်အားရရှိတယ်အကျိုးရှိတယ်ဆိုရင်ဒီဗီဒီယိုလေးကို like and share လုပ်ပေးပါကျွန်တော်တို့ YouTube channel မှာလည်း subscribe လုပ်ပြီးတော့ notification ခေါင်းလောင်းလေးကိုနှိပ်ပေးကြဖို့အတွက်ပြောပြချင်ပါတယ်ရောက်စတိုင်းမောဆက်လက်ပြီးတော့ဖျက်ခင်ကောင်းချပေးပါစေ